ဒိုးနေဆိုတာဖွက်စားတာကျွန်တော်တို့ကအော်ကျွန်တော်ကြည့်တယ်ဒိုက်ဦးသူဒိုက်ဦးသားများကျွန်တော်ပြောမယ်ဘာချမ်းသာတာလဲအဲ့ဒါကြတော့စိတ်ပိုင်းဆိုင်ရာချမ်းသာတာနော်ဖုံဖုံအလွန်အမတန်အံ့ဩစရာကောင်းပါလေကိုကြီးကဘာပတ်နေတာကျွန်တော်အချင်းလိုက်ကွာကျွန်တော်ကြော်သွားပြီဗျာဟိလူတွေစကားရအောင်ပါကြော်သွားပြီဗျာကျွန်တော်လည်းပြောနေအားနာတာဗျာကဲကိုကြီးကိုကျွန်တော်တိုက်တယ်ပြောမယ်သူအင်္ဂလန်နိုင်ငံမှာကားမှတ်တိုင်မှာကြော်တက်တယ်လို့ရှိလားဒီတတိယလန်ဒန်မြို့မှာဘလို့ကြော်တက်တယ်မောင်သားချိုရမှတ်တိုင်ရောက်လာပြီ3နာရီတို့ကားဆောင်တာမျိုးနောက်ကကိုကြီးရောက်လာတယ်3နာရီနဲ့2မိနစ်နောက်ကချီဦးညို3နာရီနဲ့7မိနစ်ဇေဝိုင်း3နာရီခွဲနောက်ကတမီးတို့သားတို့ပြောပြရသည်ညီလေးတို့ညီမလေးတို့ညီတို့ကပြောမယ်နော်လန်ဒန်တမျိုးလုံးပြောနေတာအင်္ဂလန်တနိုင်ငံလုံးပြောနေတာစင်ကာပူတနိုင်ငံလုံးပြောနေတာကဲစင်ကာပူမေးစီဦးကဲမှတ်တိုင်မှာရဲလည်းမရှိဘူးစစ်သားလည်းမရှိဘူးရောက်ဝတ်တာလည်းမရှိဘူးဘာကြောင့်အဲ့လိုရက်တာလဲနိုင်ငံသားတိုင်းရဲ့စိတ်မှာလူဆိုတာအဲ့လိုစီးရမယ်တရားငှက်တာဆိုတာပဲကိုကြီးဒီ3နိုင်အတိရောက်တော့ကြောင့်မော်လကားချေရောက်လာပြီဆို तू ကအရင်တက်မောင်သားချိုက3နိုင်9မိနစ်မှဖြစ်တော့ကြောင့် तू အလိုလျောက်တော့ तू တက်အဲ့ဒါခင်ဗျာကျွန်တော်ပြောနေတာတယောက်တည်းမဟုတ်ဘူးတနိုင်ငံလုံးကလူတွေဟာအကုန်လုံးကျွန်တော်ဖြေပေးဦးကဲလူတွေအကုန်လုံးဘာလို့ဖြစ်နေတာလဲကဲကျွန်တော်တို့ရတာလားရှမ်းမထင်လားအကုန်လုံးကျွန်တော်တို့ကမင်းမနဲ့မိုးလင်းရရောက်အောင်မကလို့မနဲ့လေးနာရီရောက်မောင်သားချိုခုညနေစောမှရောက်လာတာကားထိုးလာပြီမင်းစောက်တော့လို့မင်းခံရတာငါလူတက်ပြီးတော့ကျွန်တော်ကဟာဟမ်ဝစ်ထိုင်ချခက်တည်ရွယ်ကျွန်တော်တို့ကိုခုနပြောတော့ဒိုက်ဦးသူဒိုက်ဦးသားလေးတွေမျက်နှာနဲ့လည်းပြတ်သွားတယ်အခုကျွန်တော်ပြောလက်ခံပြီလားကျွန်တော်တို့ဘာနဲ့တူနေလဲကိုတိရစ္ဆာန်တွေကဲ့သို့မင်းနေရင်မင်းခံမင်းအားနေရင်မင်းခံလှင်တဲ့ကောင်အားကြီးတဲ့ကောင်တွတ်တဲ့ကောင်ကနေရာယူနေတာပဲ sorry ပဲနားမလဲဘူးရန်ကုန်မြို့မှာကျွန်တော်ဒီတိုင်းပဲမဟုတ်ဘူးလားဘသူကတက်စီတက်နေလို့လေအဲ့လိုလုပ်တဲ့ကောင်လည်းတောက်ရေးဖြစ်မှာပေါ့တွားရတက်စီတဲ့ကောင်ကငပေါ်ကြီးလားမင်းဘာလို့ရနေတာဖြစ်မှာပေါ့ကျွန်တော်တို့လူဖွဲ့စည်းဟာတမျိုးသားလုံးကျွန်တော်တို့အကုန်လုံးဖျို့ဖျဲဖြစ်နေတာကိုလက်ခံသလားကဲလုံးလို့မရဘူးဂျပန်နိုင်ငံလေစိတ်တွေဝင်တော့ကျွန်တော်ပြောလိုက်မယ်နော်ကိုကြီးကျွန်တော်ဂျပန်ဖိတ်ထားလို့သွားအောင်မယ်ကျွန်တော်ဟောပြောပွဲတဲ့9ရက်နေ့မတ်လ9ရက်နေ့ကျွန်တော်ဂျပန်မှာရောက်နေပြီနော်2ယောက်ထဲဟောမှာကျွန်တော်နဲ့နေဝင်းမြင့်နေတိုမှာဟောမှာကျွန်တော်တို့ကျွန်တော်ဖိတ်ထားတယ်လေစိတ်တွေဝင်တော့အဲ့ဒီနဲ့ဝင်သွားတာခွေးတွေစောင့်နေဟိုနားလောက်ကလင်းကားကောင်ဟိုထိုးတာနော်ကိုကြီးဟိုထိုးနေတာဘုံခွေးတွေကအနှက်ရတယ်နော်တိုင်ဥစားတွေပြောပြရစီအနှက်ရတယ်နော်မဖီတယ်အဲ့လူစီမှာခွာđiလိုက်ရက်နေတာရဲကလမ်းခေါ်ပြီးဖွင့်အိတ်ကိုမောင်သားချိုတော်တာမသိဘူးကြည်တန်းကျွန်တော်ကဘိန်းတွေပါလေရှာနေလားဘိန်းတို့ပါလို့အနက်ရတယ်ထင်တာဘိန်းတို့ဘုံတို့ခွေးတွေကဘာအနက်ရလဲသိလားကိုတို့ဂျပန်ခွေးတွေကိုတို့လဲကျွန်တော်လဲသေးလိုက်တော့မျိုးစီပါတာကိုအနက်ရတယ်ချက်သားဟင်းချက်တိုင်းထားပါတော့မဆလာနဲ့ဝတ်နေရိုးကြော်လိုက်ထားပါတော့အနက်ထွက်လို့အဲ့ဒီအိတ်ထဲမှာဘာပါလာလဲထင်လေနှမ်းစီထက်လာတာ50စီကျွန်တော်ပြောနေပြေးဝဲတယ်ကျွန်တော်ဒီခွေးတွေအဲ့အနက်ရနေတယ်ကဲအထုလက်ကျင်ထားတာမြေဘဲဆန်တယ်မလားနဲ့ပြန်ဆက်လို့ရတဲ့ဟာဆိုရင်တော့တရက်စီမြေဘဲစီဗန်ဒါစီချယ်ရီစီရှောက်စီတရက်စီပြန်ဆိုင်လို့ရတာမျိုးစီပါလို့ရတော့ကိုအဲ့ခွေးတွေတည်ပြီးသားပဲကိုဂျပန်လေဆိပ်ကိုမကြော်သေးရဘူးကျွန်တော်ကိုဇက်ပြန်ချလိုက်ကျွန်တော်ကြီးကျွန်တော်တော့လို့ပြောနေတာဂျပန်လေဆိပ်ကိုကျွန်တော်ကြော်လို့ရမှာမဖြစ်နေယူသွားမယ်ခွေးတွေရဲ့တည်ပြီးသားသိမ့်ပြီညီလေးညီမလေးကြီးကျွန်တော်ပြောပြရင်ဖွင့်မရပြန်တော့ကျွန်တော်မေးတယ်ဘာဖြစ်လို့သိမ့်တာလဲ